မင်းတို့ကလေမင်းတို့အသားထိမှနာကြတယ်မင်းတို့လူမျိုးမင်းတို့ယွာမင်းတို့အမျိုးကိုထိမှမင်းတို့နာကြမယ်ကိုစီမရောက်ခင်မှာတော့နော်မင်းတို့ကအခုချိန်ထိကြွားလုံးထောက်နေတော့ပဲနောက်ပြီးတော့အခုသူများပြည်နေသူများနေရာဒေသကမအေးလို့ကိုနော်အာရပါရပြပြသာသာတိုက်နေတဲ့အချိန်မှာဒီကရင်နော်အခုချိန်ထိပျော်ပွဲစင်ပွဲနဲ့နော်နှစ်ပန်းလုံးနေတော့ပဲဒစ်လဲနေတော့ပဲအခုမအေးလို့မင်းအွန်လိုင်းကတမဟာခုနှစ်ကိုကာစီကဘာလဲကာမီကာဆယ်ဒရုန်းနဲ့စော်တယ်တဲ့တမဟာခုနှစ်ကဘယ်တော့ကတိုက်ပွဲဖြစ်လို့လဲတမဟာခုနှစ်နော်မအေးလို့မင်းအွန်လိုင်းကဒီတမဟာခုနှစ်စောဂျော်နီရဲ့အိမ်ကိုကာမီကာဆယ်ဒရုန်းနဲ့ဒီ KBA နေရာဒေသကိုကာမီကာဆယ်ဒရုန်းနဲ့ဘယ်နှခါရှိပြီလဲဘုံကျဲတာဒါသူတို့ပြောသူတို့အချင်းချင်းနော်သူတို့အချင်းချင်းပဲအခုသူတို့တကယ်စော်လို့ရှိရင်သူများလိုမျိုးနော်အခုဒီကရင်ပြည်နယ်ကိုသူတို့ကာမီကာဆယ်ဒရုန်းနဲ့စော်ဘလောက်ပဲလေရင်နဲ့ပြပြဘာမှမထိဘူးသူတို့ကနော်အရှိမပဲရံပြစ်ကြတာအထဲမှာဖေလို့ဖေခံကြတာအတွေးမှာဖေလို့ဖေခံကြတာအဲဒါမို့တမခုနှစ်နဲ့ပတ်သက်ပြီးတော့တက်လာတဲ့စာတဲ့မအေးလို့မင်းအောင်နိုင်ကဘလို့ကာမီကာဆယ်ဒရုန်းနဲ့ပဲထုတ်ပြပြနော်လက်ရှိသူတို့ကအတွေးမှာဖေလို့ဖေခံနေတော့ပဲသူများဘက်ကပြအသူတို့ဘက်ကပြပြအပြစ်လို့အောင်လို့နော်အာမနာဘူးအဲကြောင့်မြောက်ဦးကပြည်သူအတွက်စိတ်မကောင်းဘူးပို့ဆိုတာကခလေးသားလေးအဲ့ဒီပုံကိုကြည့်ပြီးတော့ကျွန်မစိတ်မထိန်နိုင်ဘူးဒါကိုသွေးရင်သားရင်မဟုတ်ပြီမဲ့နော်ကိုမြန်မာပြည်သူနဲ့ကပြည်သူလူထုကိုရဲ့အစိတ်ပိုင်းတွေပဲလူဆိုရင်လူစိတ်ရှိရတယ်လူသားချင်းစာနာမှုရှိရတယ်လူစိတ်မရှိတဲ့တလိမ့်ဆန်တွေကတော့ကိုချင်းစာတရားမရှိဘူးစာနာတရားမှုမရှိဘူးအခုမအေလို့မင်းအောင်နိုင်ကနော်ပြည်သူကိုသူဘုံချက်တယ်သူကနော်လက်နဲ့ကင်တဲ့ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကိုသူမနိုင်လို့အပြစ်မဲ့ပြည်သူတွေကိုသူဘုံချက်ပြတဲ့ရရဆက်ဆက်ဖတ်ပြခဲ့တယ်တခြားလိုပဲဖတ်ပြခဲ့တယ်နော်သူဖတ်ပြတဲ့အချိန်မှာအဲ့ဒီတချို့မူမမှန်တဲ့မျိုးမစစ်တွေဘောမတွေလော်ဘီတွေကပြည်သူတွေကိုတော်လန်ရေးသမားတွေကိုအပြစ်တင်မယ်အချင်းချင်းပုတ်ခပြောဆိုမယ်တော်လန်ရေးကြလို့စင်အဲလူကြီးကစောက်သုံးမကြလို့နော်အဲလူကြီးကစောက်သုံးမကြလို့ဆိုတော့အဲ့လိုမျိုးအချင်းချင်းကြိုက်လေအဲ့လိုမျိုးအချင်းချင်းနော်ဖောင်းထုထိုးချလေမအေလို့မင်းအွန်လိုင်းကပို့အားရလိပဲဒါကြောင့်မို့ပြည်သူတွေကိုနော်အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲဖတ်ပြနေတဲ့အကြမ်းဖက်မအေလို့မင်းအွန်လိုင်းနဲ့သွားပြီးတော့ဆွေးနွေးနဲ့နော်မျိုးမစစ်အုပ်စုတွေအရင်ရင်နာတယ်ပြောမဆိုရင်တချို့ကစကားစစ်ကိုစစ်နဲ့တူအောင်တိုက်တယ်ဘာညာပြောလို့ရှိတယ်စကားရန်သူပိသတယ်နော်စစ်ကိုစစ်နဲ့တူအောင်တိုက်တယ်ရန်သူပိသတယ်ဒါစစ်ကိုစစ်နဲ့တူအောင်တိုက်တာမဟုတ်ဘူးအကြမ်းဖက်ဖတ်ဖြတ်နေတာတနိုင်ငံလုံးကပြည်သူတွေကိုအကြမ်းဖက်ဖတ်ဖြတ်နေတာအဲ့ဒါကိုမင်းတို့ကအခုချိန်ထိမအေးလို့မင်းအွန်လိုင်းကိုမတိုက်ဘဲနဲ့ကိုအချင်းချင်းငါနေရမရမချင်းငါလိုချင်တဲ့အတိုင်းအတာမရမချင်းနော်အဲလူကြီးကိုကန့်လန့်လုံးမယ်ငါမှလက်နဲ့ရှိတယ်ငါပြည်နယ်ကိုငါရပြီပြောလိုက်လို့ဆိုရင်ငါလူထုအတွက်ငါပြည်သူအတွက်အခုမင်းတို့လုံနေတာတွေမအေးလို့မင်းအွန်လိုင်းကိုအသက်ရှင်ခွင့်ပေးလေငါတို့လူမျိုးငါတို့ပြည်သူတွေကပို့ပြီးတော့ဒုက္ခရောက်လိမ့်မယ်လာမယ့်နေ့ဆိုရင်ကျွန်တော်တို့ပြည်သူအများစုကငါပြတဲ့ဘေးကိုခံရတော့မယ်လာမယ့်နေ့ဆိုရင်အခုဆိုရင်လေနော်တော်လိုင်းရေးကကြာလေလေကျွန်တော်တို့ပြည်သူတွေကပို့ပြီးတော့ဒုက္ခရောက်လိမ့်လေပဲဒါကြောင့်မို့ပြည်သူတွေကိုပြောချင်တာတော်လိုင်းရေးအမြန်ပြီးချင်တာအခုတကယ်တိုက်တဲ့နော်တကယ်တိုက်တဲ့အထူးသဖြင့်အမမာတော့တော်လိုင်းရေးအစပိုင်းမှာကျွန်တော်တို့ပြည်သူတွေကတိုင်းရင်းသားအရာအိုတွေကိုအားကိုးခဲ့တယ်နော်
နှစ်80ကျော်ရှိမယ်နှစ်30ကျော်ရှိမယ်နှစ်40ကျော်ရှိမယ်10နှစ်ကျော်တွေရှိမယ်အဲ့ဒီတိုင်းသား EAO တွေကိုအားကိုးအထင်ကြီးခဲ့တယ်တော်လန်ရေးအစပိုင်းမှာပုံအောခဲ့တယ်ဒါပေမဲ့တော်လန်ရေးနော်အားလုံးတည်းမှာဒီ EAO အားလုံးတည်းမှာဒီကရင်လက်နဲ့ကင်တွေကအဆိုးရွားဆုံးပဲနော်ဘာဖြစ်လို့လဲတော်လန်ရေးကိုခုတုံးလောက်ကိုချိုးကိုပဲတံဖန်ကြတယ်တော်လန်ရေးအောင်မြင်ဖို့နော်အခုချိန်ထိဘယ်မျိုးဘယ်ရွာဘယ်စခန်းမှမသိနိုင်ဘူးသိထိုင်တဲ့စခန်းတွေလည်းအကုတ်ပါသွားတယ်ပြည်သူအလူငွေတွေပြည်သူရဲ့အဖက်တွေအလကားနော်တော်လန်ရေးရဲ့အဖက်တွေအလကားဖြစ်ခဲ့ရတယ်အဲကြောင့်မို့ဂျင်းနာတယ်မင်းတို့အခုချိန်ထိဝေလေလေလောက်နေတော့ပဲအခုချိန်ထိဟိုလိုလိုဒီလိုလိုနော်အောင်စေရစစ်ကြောင်းနဲ့တနှစ်ကျော်လောက်တိုက်တဲ့ဒစ်လေပြတယ်ပြီးတော့ဘာမှလည်းမဟုတ်ဘူးအခုလာပြပြီးဒီမင်းလက်ပံဂျာဖြန့်တိုက်ဖြက်ရင်းနဲ့ပတ်သက်ပြီးတော့အခုချိန်ထိဒစ်လေပြနေတော့မယ်အကုတ်လုံးကိုပြောရမယ်တိုင်းရင်းသား EAO အကုတ်လုံးကိုပြောရမယ်နော်သူတို့တွေကသူတို့လိုချင်တဲ့အတိုင်းအတာမရလို့ရှိရင်အန်နူချီနဲ့မပူပေါင်းမင်းတို့အန်နူချီနဲ့မပူပေါင်းလေတရုတ်အတွက်နော်ပိုအကျိုးအများရလိမ့်ပဲရုရှားအတွက်ပိုအကျိုးအများရလိမ့်ပဲမဟုတ်တိုင်းရင်းသား EAO တွေကလေသူတို့အချင်းချင်းကြည့်ကြတယ်နော် AA ကတော်သေးတယ် MDAA လည်းတော်ပါသေးတယ်တော်သေးတယ်သူတို့လည်းနော်သူတို့ EAO အချင်းချင်းသူတို့ကြည့်ပြီးတော့ဟိုကရှစ်မတိုးရင်သူတို့လည်းရှစ်မတိုးဘူးလေအထူးသဖြင့်ရောက်မှဆုံးဘာလဲဟိုအပြက်ဘယ်လိုပြရောက်အပြက်ဆုံးကတော့ KNU ပဲအမှန်နဲ့စစ်ဒေသကိုလည်းအာမခံခဲ့တယ်အမှန်နဲ့စစ်ဒေသကိုလည်းတာဝန်ယူထားတယ်နော်တာဝန်ယူထားတော့ပြည်သူအလူငွေကိုလည်းအများဆုံးအလွဲသုံးစားလုပ်ခဲ့တယ်အများဆုံးရခဲ့တယ်အေတို့ KIA တို့အခုတခြားတိုင်းသားတွေကဒီကရင်လောက်မရခဲ့ဘူးအခုချိန်ထိလည်းတမျိုးမှမသိနိုင်ဘူးတရွာမှမသိနိုင်ဘူးစခန်းမှမသိနိုင်ဘူးအဲ့ဒါကိုအခုချိန်လေကောင်းနေတော့ပဲအဲ့ဒါကြောင့်မို့အေယာဝတီသတင်းထောက်ကကရင်ငွေလိမ်လုပ်ငန်းလို့ပြောတာဘာမှလို့လဲဒါမင်းတို့နားစရာမဟုတ်ဘူးကရင်အများစုကလိမ်စားနေကြတာလေကျမကရင်စစ်စစ်ဒါပေမဲ့အမှန်တရားကျမလက်ခံတယ်ငါတို့ကရင်နော်ကရင်လက်နဲ့ကင်အများစုကဒီလိုပဲလိမ်စားညာစားနေတာလေအခုသူတို့ကအဲ့လိုမျိုးလောက်ပြတော့အန်နူဂျီကိုပြည်သူကပို့ပြီးတော့အပြစ်တင်မယ်အထူးသဖြင့်တတိယအုပ်စုဘာမှလူရမဝင်တဲ့တတိယအုပ်စုကအန်နူဂျီကိုထိုးချတော့မယ်ဖောင်းထုရမယ်အန်နူဂျီစောက်ဖောင်းမကြလို့9နှစ်ရှိနေပြီအန်နူဂျီကဖွဲ့ပြန်မယ်အန်နူဂျီကမင်းတို့ကိုစီလုံးပြန်မယ်စီယုံပြန်မယ်ပြည်သူလူထုကဘလောက်ထိညီညွတ်သလဲအခုကြားလေပိုကြက်တဲလေပဲအခုကြည့်ရန်ကုန်မန္တလေးအဓိကမြို့ကြီးတွေမှာနော်လူထုတပိုက်အဖန်တိုက်တပိုက်ဘလောက်ထိသူတို့ရင်ခဲ့ရတယ်ဘလောက်ထိသူတို့စီးလုံးညွတ်ချင်ဘလောက်ထိလွတ်လပ်မှုကိုသူတို့လိုချင်ကြသလဲပြည်သူအဖန်ကိုနားထောင်ကြပါပြည်သူတို့နော်ကျမတို့ကရင်ပြည်နယ်ဂျားဖြတ်အပေါ်ဆုံးလက်နက်ကင်အပေါ်ဆုံးနော်ကျေးစားလက်နဲ့ကင်အပေါ်ဆုံးပြီးနေတာတော့မှမြဝတီပြည်သူတွေအတန်စိတ်တပိတ်လောက်တယ်ကြည်စမ်းဖျားသုံးစုအတန်စိတ်အဖန်တိတ်တပိတ်လောက်တယ်တွေ့လားကျမတို့ကရင်လူထုတွေကဘလောက်အထိလွတ်လပ်မှုကိုလိုချင်တယ်လဲဘယ်လောက်အထိနော်ငြိမ်းချမ်းရေးကိုလိုချင်တယ်လဲအဲ့ဒါအဖေပဲဒီလောက်ကြားဖြန့်နေပေါ်တဲ့ဒီလောက်လက်နဲ့ကင်နေပေါ်တဲ့နေရာဒေသမှာတော့မှအတန်အဖန်တိတ်နော်တပိတ်ကိုလုံနိုင်သေးတယ်အခုချိန်ထိ KNU ကပြသတဲ့မူဝါဒကိုမချပြနိုင်သေးဘူးဟိုရောင်ဒီရောင်လုံနေတော့ပဲအဖဲနာတွေဒီမြောက်ဦးဆေးရုံကိုဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေတကယ်အဖဲနာတွေရင်းနာတွေဖိတယ်ရန်သူကလေရင်ရှိတယ်ရန်သူကသူ့မနိုင်ရင်လေရင်နဲ့ပြည်သူကိုဘုံကျဲတော့မှဆိုတာဖိတယ်အဲ့ဒါကိုမင်းတို့ကကိုယ့်အကျိုးအတွက်ကိုယ့်ရဲ့နော်ကိုယ့်ရဲ့အတ္တအတွက်
ပြည်သူလူထုအကျိုးကိုမကြည့်ဘူးမင်းတို့အတ္တအတွက်ပဲမင်းတို့ကြည့်တယ်မင်းတို့ကိုချိုးအတွက်ပဲမင်းတို့ကြည့်တယ်မအေးလို့မင်းအောင်နိုင်ကိုငါတို့တိုင်းသားတွေအားလုံးပူပေါင်းတိုက်လို့ရှိရင်နိုင်မှာသိရနဲ့ပထွေးတရုတ်စကားကိုနားထောင်တယ်နူးကြီးနဲ့မပေါင်းနဲ့ဆိုမပေါင်းကြဘူးကိုဟာကိုသီးချားနေကြတယ်အခုဘယ်လိုလဲမင်းတို့ကြောင့်ပြည်သူတွေနော်တနေ့ထက်တနေ့အသက်တွေအများကြီးပေးရတယ်မင်းတို့စောက်ဆုံးကြပါလားကိုပြန်စင်းစားလက်နဲ့ကင်နေပြည်သူတွေကဒီထက်ပိုစီးလုံးအောင်ဘယ်လိုလောက်ရတော့မလဲတော်လန်ရဲ့အစပိုင်းမှာမင်းတို့မှဘာမှမရှိခဲ့ဘူးပြည်သူလူထုရဲ့အင်အားနဲ့မင်းတို့လက်နဲ့ကင်လာတော့အာနာယူလာကြတယ်စိတ်မကောင်းနော်ဒီနေ့သတင်းပြောရတယ်လေဗာလဲစိတ်မပါဘူးဘာဖြစ်လို့လဲဆိုတော့တော်လန်ရေးကကြာလီနော်ကျမတို့အခုသူတို့ကလက်နဲ့ကိုစီနဲ့သူတို့နေရတယ်သူကဗာလဲပဒေသရေလက်နဲ့ကင်သမားတွေဖြစ်နေတယ်ငါတိုက်ငါယူအဲ့လိုစနစ်နဲ့သူတို့သွားနေကြတာမစီးလုံးကြဘူးမင်းတို့ဒီလိုမစီးလုံးလို့နိုင်ငံတကာကဘယ်လိုလုပ်မင်းတို့ကိုအသိအမှပြုမှာလဲအခုကျမတို့နူးကြီးကလေကြေညာပြန်မယ်ပုံမအားကောင်းတဲ့တော်လန်ရေးဥဆောင်မှုတရားပေါ်ပေါက်ရန်ကြိုးပမ်းနေပြီး Federal Unit များအားကောင်းခိုင်မာအောင်ညှိနှိုင်းဆောင်ရွက်နေကြောင်းနူးကြီးပြောတယ်နူးကြီးကဘယ်သူကိုမှဥပက္ခမပြုဘူးစီယုတ်ပြန်မယ်ဖန်ရေးတမန်ရေးကနူးကြီးကနော်ဖန်ရေးတမန်ရေးမှာအောင်မြင်လို့ဟိုဘက်ကဲတော့လုံနေပြီအခုသူတို့ကနူးကြီးအစိုးရအဖွဲ့မှာတိုင်းရင်းသားခေါင်းဆောင်တွေမပါလို့တဲ့တချို့ကြတော့နူးကြီးကိုဖောင်းထုကြတယ်ပြီးတော့ပိုဆိုးတာကနော်ကျမပြောမယ်နော်နူးကြီးအခုအရင်တော့ကသူတို့နူးကြီးဝန်ကြီးအဖွဲ့အားလုံး18နေရာရှိတယ်အခု12နေရာပဲရှိတော့တယ်အဲ့ဒီနူးကြီးဝန်ကြီးနေရာကိုချုပ်လိုက်တယ်နော်ချုပ်လိုက်တယ်မပါဝင်တဲ့လူတွေကတော့အများစုကနိုင်ငံခြားမှာပြန်လာလို့မရတဲ့နော်အခြေအနေအမျိုးမျိုးရှိလိမ့်မယ်ကျမတို့ကနားလေတယ်နော်ကျမတို့ကနားလေတယ်ဒါပေမဲ့ဒေါ်စင်မအောင်ပြောတဲ့စကားခုံကကျမလုံးဝမကြိုက်ဘူးမျိုးဆက်ဖစ်လူငယ်တွေအတွက်နေရဖဲ့ပေးလိုက်တာတဲ့အဲ့ဒီစကားတခုံကလေအဲ့ဒီစကားတခုံကအရန်ကိုရုပ်ဆိုးလုံးနေနော်ကိုဘာကိုနိုင်ငံခြားရောက်ပြီးတော့ပြန်လာလို့မရတဲ့အခြေအနေမှာလူမှုရေးကိစ္စအဲ့ဒီကိစ္စကကျွန်မမပြောဘူးဒါသူ့ရဲ့လူမှုရေးကိစ္စကိုရဲ့ကိုယ်တိုင်ကိစ္စကျွန်မမပြောဘူးနော်ဒါပေမဲ့စကားကိုပြည်သူတွေကိုဘယ်လိုပြောမလဲစကားလလလေးနဲ့နိသိပ်ပေးပြီးတော့နူးကြီးကိုဘယ်လဲပညာသားပါနဲ့ဆောက်ထည့်လိုက်တာဘာပြောလို့ကျွန်မအဲ့လိုမျိုးပြောရတယ်လေလက်ရှိနူးကြီးနော်နူးကြီးမှာနိုင်ငံရေးဝန်ကြီးတွေကအသက်သူ့ထက်တော့သူအငယ်ဆုံးသူကအငယ်ဆုံးလေနော်ဝန်ကြီးထဲမှာသူကအငယ်ဆုံးအဲ့ဒါကြောင့်မို့သူကရွက်ပြီးတော့လူငယ်တွေကိုနေရဖယ်ပေးလိုက်တယ်လို့ပြောတာအဲ့ဒီတော့ဤစင်စာမောင်ကိုမေးကြည့်စမ်းပါ9နှစ်အတွင်းမှာကရင်ပြည်နယ်အတွက်ကရင်ပြည်နယ်ထဲမှာနူးကြီးနော်ပြည်သူတွေနူးကြီးနေရမပြောနဲ့ကရင်ပြည်နယ်မှာပြည်သူတွေကိုဘယ်လောက်အထိစီးရုံနိုင်ခဲ့သလဲလက်နက်ကင်သမားတွေကိုတော့သူစီးရုံနိုင်တယ်လက်နက်ကင်သမားတွေအတွက်ထောက်ပို့လုပ်ပြီးတော့နော်ဗါလဲသူစီးရုံနိုင်တယ်ဒါကြောင့်မို့သူ့ကိုပုတ်ကိုစွဲနေတဲ့လူတချို့ကတော့နူးကြီးကိုအပြစ်တင်ကြတယ်